မင်္ဂလာပါခင်ဗျာစီးပွားရေးလုပ်ငန်းတစ်ခုအတွက်ငွေမပြတ်ငွေမကျက်စေမဲ့အတွေးခေါ်လေးတစ်ခုကိုမျှဝေချင်ပါတယ်အဲ့တော့ဒီအတွေးခေါ်လေးကအမျက်ဒီသဘောတရားသာဖြစ်ပြီးတော့မှငွေသားဒီအမှန်တရားဖြစ်သည်ဆိုတဲ့အတွေးခေါ်လေးတစ်ခုပဲဖြစ်ပါတယ်ဒီအတွေးခေါ်ကိုကျွန်တော်ရဲ့ကုန်စည်နှုန်းလိုင်းကြားကငွေကြေးတန်ခံနိုင်သောလုပ်ငန်းတည်ဆောက်ခြင်းဆိုတဲ့ cash resilient ဆိုတဲ့သင်တန်းမှာရှင်းလင်းတင်ပြမယ်အတွေးခေါ်သဘောတရားလေးတစ်ခုပဲဖြစ်ပါတယ်ဒီသင်တန်းမှာကျွန်တော်တို့ငွေမပြတ်ငွေမကျက်အောင်လို့စီမံမှုနီလန်းများကိုရှင်းလင်းတင်ပြပေးတဲ့သင်တန်းတစ်ခုဖြစ်ပါတယ်ကဲမိကုန်းလေးတစ်ခုဖြည့်ကြည့်ကြရအောင်ပါပစ္စည်းတစ်ခုကိုကိုက1000နဲ့ဝယ်ထားတဲ့ပစ္စည်းရောင်းတာ1000ခွဲနဲ့ရောင်းလိုက်တယ်ဆိုလို့ရှိရင်ဘယ်လောက်မြတ်တယ်လဲပေါ့ဗျာရှင်းနေတာပဲအဖြေရဒီမှာဝယ်ထားတာက1000နဲ့ဝယ်ထားတယ်ပြန်ရောင်းလိုက်တာက1000ခွဲဆိုလို့ရှိရင်ဒီမှာ9000မြတ်တာပေါ့ဗျာဘယ်လောက်မြတ်လဲ9000မြတ်တယ်တကယ်တော့လက်တွေ့မှာဆိုကြပါစို့ကိုကစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ credit နဲ့ရောင်းနေဆိုပါတော့ပေါ့ဗျာကိုကဒီလရောင်းနေနောက်လမှပတ်စံသွားကောက်ရတဲ့စီးပွားရေး industry မျိုးမှာရှိနေတယ်ဆိုတဲ့အနေအထားမျိုးမှာကိုယ့်ရဲ့ရောင်းအားတွေအကုန်လုံးကအကျွေးနဲ့ရောင်းရတာပေါ့ဗျာနောက်လမှငွေဝင်มาလေဗျာအဲ့တော့ဒီ1000ခွဲက credit တလားဆိုလို့ရှိရင်ဒီ1000ခွဲကလက်ရှိမှာဝင်သေးတာမဟုတ်ပါဘူးနောက်လမှဝင်မှာပါအဲ့တော့ဒီမှာအမျက်ကတော့3900 9000ဆိုပေမဲ့လက်ထဲမှာငွေဘယ်လောက်ရှိလဲလို့မေးလို့ရှိရင်0ပါဒါကြောင့်မို့လို့ကျွန်တော်တို့ကစရင်ချုပ်တဲ့အနေအထားမျိုးမှာစရင်သဘောတရားအရာတော့1000ခွဲရတယ်အရင်က1000ဆိုတဲ့နေရာမှာ9000မြတ်တယ်ဆိုပေမဲ့ဒါဒီစရင်အရာသဘောတရားအရာစရင်သဘောအရာမြတ်တာပါ9000ကဒါပေမဲ့လက်ထဲမှာငွေဘယ်လောက်ရှိလဲလို့ပြောလို့ရှိရင်တော့0ပါတပြားမှမရှိပါဘူးဒါကြောင့်မို့လို့ကျွန်တော်တို့အမျက်ဆိုတာလက်တွေ့အမှန်တရားနဲ့ကွာဟကောင်းကွာဟနိုင်ပါတယ်တစ်ဖက်မှာလည်းစီးပွားရေးလုပ်ငန်းကိုကျွန်တော်လဲပတ်ကြတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကအကျွေးနဲ့လဲပတ်တယ်ဆိုတာအထက်ကုန်ကျစရိတ်တော်တော်များများကငွေသားနဲ့လက်ငင်ပေးချေရတာဖြစ်ပါတယ်။လာဆိုကြပါစို့ဆိုင်ငန်းကကိုငွေနဲ့ပေးရတယ်။နော်ဝန်တန်းလာကကိုလည်းကျွန်တော်တို့ကငွေသားနဲ့ပေးရတယ်။မီးကြီးရေကြီးအစရှိတဲ့ဖြစ်ပေါ့ဗျာကုန်ကျစရိတ်တွေတော်တော်များများငွေသားနဲ့ပေးချေရတယ်ဆိုတဲ့အနေအထားမျိုးမှာစီးပွားရေးလုပ်ငန်းတစ်ခုရဲ့အသက်တွေးကြောဒီငွေသားရှိခြင်းဆိုတဲ့အမှန်တရားပေါ်မှာယက်တည်နေခြင်းပဲဖြစ်ပါတယ်။နော်ကျွန်တော်တို့ကသဘောတရားနဲ့ယက်တည်လို့မရပါဘူး။ဒါကြောင့်မို့လို့ကျွန်တော်တို့အမျက်ဆိုတာသဘောတရားဖြစ်ပြီးတော့မှငွေသားဆိုတာကတော့အမှန်တရားဖြစ်တယ်ဆိုတဲ့အယူဆလေးကအင်မတန်မှအရေးကြီးတဲ့အယူဆဖြစ်ပါတယ်။အဲ့တော့ဒီမှာမေးစရာရှိတာပေါ့ဗျာ။အမျက်ဆိုတာဘယ်လိုသဘောတရားကိုပြောတာလဲ။နော်တခြားဘယ်လိုအကြောင်းကြောင်းနေရလဲ။အကျွေးနဲ့ရောင်းတာမဟုတ်ဘဲနဲ့ဘယ်လိုအကြောင်းကြောင်းကြောင့်နေကြောင်းအမျက်ဆိုတာသဘောတရားအရာမျက်တယ်ဆိုတာကိုပြောနိုင်တယ်လေဆိုတာကိုနော်ကျွန်တော်တို့မိကုန်းထုတ်ကြည့်ကြတာပေါ့ဗျာ။ကဲနမူနာအားဖြင့်ကျွန်တော်ဒီမှာစည်ရင်းစရာလေးတစ်ခုပြထားတယ်ပေါ့ဗျာ။ရိုးရှင်းတဲ့စည်ရင်းစရာလေးတစ်ခုပါ။ဆိုကြပါစို့ကျွန်တော်တို့တလဟလာအယောင်းဝင်ငွေက3000လောက်ရောင်းရတယ်ပေါ့ဗျာဒီ3000လောက်ရောင်းရတဲ့ဆိုတဲ့နေရာမှာကုန်ရင်းကုန်ကြစိတ်ရှိရလေဗျာကုန်ရင်းကုန်ကြစိတ်က3500ဆိုတဲ့အနေထားမျိုးမှာဘယ်လောက်မြတ်လဲလို့ပြောလို့ရှိရင်အကျမ်းမြတ်အားဖြင့်3500လောက်မြတ်တယ်ပေါ့ဗျာဒါပေမဲ့ဒီအကျမ်းမြတ်ကိုကျွန်တော်တို့ကအိတ်ထောင်နဲ့ထည့်လို့မရသေးဘူးလေဗျာဟလာကိုစီမှာကုန်ကြစိတ်တွေရှိရတယ်ဆိုတဲ့အနေထားမျိုးမှာဆိုကြပါစို့ကုန်ကြစိတ်ကဟလာ3300ပဲဆိုကြပါစို့နော်တစ်ဖက်မှာတန်ဖိုးရော့ကုန်ကြစိတ်တွေထဲမှာတန်ဖိုးရော့ဆိုတာရှိနေတယ်တန်ဖိုးရော့ဆိုတာကကိုကဆိုကြပါစို့ဆိုင်ကယ်ပဲဖြစ်ဖြစ်မီးစက်တစ်လုံးဝယ်ထားတယ်ပေါ့ဗျာမီးစက်တစ်လုံးက3600လောက်ကုန်ကြတယ်ဆိုတဲ့နေရာမှာ3600လုံးကိုကျွန်တော်တို့ကဒီထဲထည့်လို့မရဘူးလေဗျာဒီမီးစက်ကိုကျွန်တော်တစ်လပဲသုံးမှာမဟုတ်တာเนาะကျွန်တော်တို့ကနှစ်ချီသုံးမယ်လာ6နှစ်လောက်သုံးမယ်6လလောက်သုံးမယ်အစရှိတဲ့ဖြစ်ပေါ့ဗျာဟလာကိုက6နှစ်လောက်သုံးမယ်ဆိုလို့ရှိရင်လည်း6နှစ်စားပြီးတော့မှတစ်နှစ်ကိုကုန်ကြစိတ်ကိုပြန်မြ300ဆိုပြီးတော့မှယူဆလို့ရမှာပေါ့ဗျာကဲဆိုကြပါစို့ကျွန်တော်တို့6နှစ်လောက်သုံးမယ်ဆိုကြပါစို့ကိုအနေနဲ့တစ်နှစ်ကုန်ကြစိတ်ကိုပြောပါဆိုလို့ရှိရင်ဟလာ300လောက်ဖြစ်မှာပေါ့ဗျာကဲဆိုကြပါစို့ပေါ့ဗျာအဲ့ဒီယူဆချက်တဘောတရားအရာကျွန်တော်တို့မီးစက်ရဲ့ကုန်ကြစိတ်ကိုပြောပါဆိုလို့ရှိရင်တန်ဖိုးရော့အားဖြင့်ကျွန်တော်တို့က300လောက်ကုန်ကြစိတ်အနေနဲ့ထည့်လိုက်တယ်ဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့ရဲ့အမျက်က300ကျန်တယ်ပေါ့ဗျာအကျမ်းမြတ်900ထဲမှာကုန်ကြစိတ်က300နှုတ်ဟလာတန်ဖိုးရောက100နှုတ်ဆိုတဲ့အနေအထားမျိုးမှာ300လောက်မြတ်တယ်ပေါ့ဗျာအကယ်၍ကျွန်တော်တို့ကဒီမီးစက်ကို3နှစ်လောက်ပဲသုံးမယ်ဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့ကဒီမှာဟလာ3600လောက်ဝယ်ထားတယ်ဆိုတဲ့အနေအထားမျိုးမှာ300လောက်တန်ဖိုးရောအပြင်ကုန်ကြစိတ်အပြင်ပြရမယ်ဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့ရဲ့အမျက်ဟာ0ဖြစ်သွားနိုင်တယ်ပေါ့ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့အမျက်လို့ပြောတယ်ဆိုတဲ့နေရာမှာဒီတန်ဖိုးရော့ကိုဘယ်လိုတွက်ထားသလဲဆိုတဲ့အယူအဆသဘောတရားအရာကျွန်တော်တို့ရဲ့အမျက်ဟာပြောင်းလဲနိုင်တယ်ပေါ့ဗျာလက်တွေ့မှာမီးစက်လောက်တော့မလွယ်ကူးလေဗျာเนาะမီးစက်လည်းပါမယ် decoration လုပ်ထားတဲ့အကြောင်းအရာ3000 3000 5000ပို့ပါမယ်တခြား solar တက်ထားတဲ့အကြောင်းအရာတွေပါမယ်ဒီလိုအကြောင်းအရာတွေပေါ်မှာတန်ဖိုးရော့စဉ်းစားရတယ်ဆိုတဲ့အနေအထားမျိုးမှာဘယ်လိုသဘောတရားအယူဆနဲ့ယူဆပြီးတော့မှတန်ဖိုးရော့ကိုစဉ်းစားထားသလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့မှကျွန်တော်ရဲ့အမျက်ဟာ
နော်0လည်းဖြစ်သွားနိုင်တယ်လို့မြက်ချင်းရှုံးချင်းလည်းပြောင်းမြန်လန်းပြီးဖြစ်သွားနိုင်တယ်လို့အမျက်တစ်ခုရဲ့ပမာဏဟာလည်းနေချင်းများချင်းဖြစ်သွားနိုင်တယ်ပေါ့ဗျာနောက်တစ်ခုကလည်းအကျွေးတွေကျွန်တော်တို့သိန်း1000ရောင်းရတယ်ဆိုပေမဲ့ဒီသိန်း1000ကိုကျွန်တော်တို့ကနောက်လာမှသွားကောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရောင်းရတာကိုသိန်း1000ဆိုပေမဲ့နောက်လာသွားကောက်တဲ့အချိန်မှာဆိုင်တစ်ဆိုင်ကအကျွေးမပေးနိုင်လို့ဖြစ်စေဆိုင်ပိတ်သွားလို့ဖြစ်စေသိန်း900လောက်ပဲရချင်ရနိုင်100ရှုံးသွားတာချင်းလည်းရှုံးသွားနိုင်တယ်လေဗျာအဲ့တော့ကျွန်တော်တို့ကဒီမှာလက်ရှိမှာအကျွေးအကုန်ပြန်ရမယ်ဆိုတဲ့သဘောတရားယူဆချက်ကိုကျွန်တော်ထည့်သွင်းစဉ်းစားပြီးတော့မှ1000လုံးကိုတွက်ထားတာဆိုပေမဲ့တကယ်လက်တွေ့နဲ့ကွာဟနိုင်တယ်လေဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့နော်အမျက်ဆိုတဲ့အကြောင်းအရာလေးတစ်ခုကကျွန်တော်တို့ဘယ်လိုသဘောတရားနဲ့ဘယ်လိုအယူဆချက်နဲ့တွက်ထားသလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့ရဲ့အမျက်ဟာအရှုံးဖြစ်သွားနိုင်တယ်လို့အမျက်တစ်ခုဟာသိန်း100ကနေ90ဖြစ်သွားနိုင်တယ်လို့100ဟာနေ300ဖြစ်သွားနိုင်တဲ့အနေအထားလေးကိုကျွန်တော်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ရှင်းနေပါပြီကျွန်တော်တို့အမျက်ဆိုတာနော်သဘောတရားတစ်ခုတာဖြစ်တယ်ဆိုတာကိုဒီမှာနားလည်သွားပြီလို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဈေးကွက်ထဲမှာပြောကြတာပေါ့ဗျာဟာမြတ်တော့မြတ်တယ်ဆရာကြီးဒါပေမဲ့ငွေမရှိဘူးပေါ့ဗျာငွေကြက်တယ်ပေါ့ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ဒီအမျက်ဆိုတဲ့အကြောင်းအရာဟာလက်ထဲမှာငွေရှိခြင်းမရှိခြင်းကိုစားမပြုပါဘူးဘာကြောင့်လဲမြတ်တယ်ဆိုတာကသဘောတရားတစ်ခုဖြစ်ပြီးတော့မှငွေရှိခြင်းမရှိခြင်းဆိုတာအမှန်တရားတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်ပါနော်မြတ်ပင်မဲ့ငွေကြက်တတ်ပါတယ်မြက်တိုင်းလဲငွေရှိခြင်းမှရှိတာပါအမျက်နဲ့ငွေနဲ့ဆိုတာကဓာတ်ရိုက်အချိုးမကြပါဘူးမြက်တာကသဘောတရားအရာเนาะအထူးသဖြင့်စည်ရင်းသဘောတရားအရာတွေးခေါ်မှုအယူအဆသဘောတရားအရာမြက်တာဖြစ်ပြီးတော့မှငွေရှိခြင်းမရှိခြင်းဆိုတာကတော့လုပ်ငန်းအတွက်အမှန်တရားဖြစ်ပါတယ်တစ်ချိန်နဲ့တစ်ပြိုင်တည်းမှာပဲလုပ်ငန်းကိုလေပတ်တယ်ဆိုတဲ့နေရာမှာငွေသားရှိခြင်းနဲ့ကျွန်တော်တို့လေပတ်နေရတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကုန်ကြစည်တွေအကုန်လုံးကငွေသားနဲ့ပေးချေရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ဒီစာသားလေးနဲ့အဆုံးသတ်ချင်ပါတယ်။เนาะကျွန်တော်စီးပွားရေးလုပ်ငန်းတစ်ခုကိုကြည့်တယ်ဆိုတဲ့နေရာမှာငါစီးပွားရေးလုပ်ငန်းကလစဉ်မြတ်နေတာပဲမြတ်နေလို့ရှိရင် okay ဆိုပြီးတော့မှတခြားဟာမကြည့်ပဲမနေပါနဲ့လစဉ်အမြတ်ကိုလည်းကြည့်ပါနော်လစဉ်အမြတ်ကိုလည်းကြည့်တယ်လို့တစ်ဖက်မှာနော်ငွေသားလက်ကြံကိုလည်းတွက်ပါစစ်ဆေးပါဆိုတာလေးကိုကျွန်တော်ဒီမှာမျှဝေတိုက်တွန်းချင်ပါတယ်ဘယ်လိုစစ်ရမလဲဘယ်လိုအကြောင်းအရာတွေကိုတွက်ရချက်ရမလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့မကြခင်မှာဖွင့်လိုက်မဲ့ cash resilient လို့ခေါ်တဲ့ကုန်စည်နှုန်းလိုင်းကြားကငွေကြေးတန်ခံနိုင်သောလုပ်ငန်းတစ်ခုတိဆောက်ခြင်းဆိုတဲ့သင်တန်းမှာကျွန်တော်တို့ငွေမပြတ်ငွေမကြက်ရအောင်စီမံခန့်ခွဲမှုနီးနာများကိုဒီသင်တန်းလေးမှာသင်ကြားပြသပေးသွားမှာပဲဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်စီကို CR လို့ message ပေးပို့ပြီးတော့မှသင်တန်းအနံ့နိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ် idea များမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ